ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်မျိုးကိုဖြစ်ပါတယ်ဒီနေ့မှာတော့ဂျပန်ရောက်နေတဲ့မီကိုဗီဇာနဲ့ပေါ့နော်နေထိုင်နေတဲ့သူတော်တော်များများလက်ရှိလက်တလောပေါ့ကျွန်တော်လာမိတဲ့သူတော်တော်များများလည်းရှိတယ်တကယ်လက်တွေ့မှာလည်းအဲ့ဒီပြဿနာကိုရင်ဆိုင်နေကြရတာပေါ့နော်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးသွားမယ်ပါဗီဇာတက်တန်းတိုးတဲ့အခါပေါ့ immigration ကနေလာစာဖြတ်ပိုင်းမဲဆိုင်တွေဂန်းစန်းတွေထပ်တိုးတောင်းလာတတ်ပါတယ်တကယ်လို့ကိုကအလုတ်ထွက်ထားလို့ဒါမှမဟုတ်ယာယီအလုတ်ပဲလုတ်ခဲ့လို့ဒီစာရွက်တွေမရှိဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီဟာကြောက်စရာလားပေါ့အဲ့လိုမျိုးလည်းမဟုတ်ပါဘူးစာရွက်မရှိရင်အရေးကြီးဆုံးကအကြောင်းပြချက်လီယူရှော့ရေးရမယ်ပေါ့ immigration ဆိုတာကတော့ကိုပြောလို့ဗဇက်နဲ့ပြောအောင်လည်းတော့မရဘူးပေါ့နော်စာရွက်စာတမ်းနဲ့တေချာတင်မယ်ဆိုရင်သူတို့ကလက်ခံတယ်ပေါ့အဲ့ဒါကိုကိုကနားလည်ထားဖို့လိုတယ်ပေါ့နော်အရှိကိုအရှိတိုင်းရေးပေါ့ဘလို့ဘာကြောင့်အလုပ်ထွက်ခဲ့တာလဲဘာလို့စာရွက်စာတမ်းမရှိတာလဲအဲ့ဒါကိုရိုးသားသားနဲ့ပြောပေါ့လိန်ညာပြီးတော့မတင်နဲ့စာရွက်စာတမ်းတွေရဲ့လာသာဝင်ထားတဲ့ဒီဘန်စာအုပ်မိတ်တူတွေဘာတွေရှိရဆိုရင်အဲ့ဒါကိုမာကာနဲ့ဝိုင်းလိုက်ပေါ့မာကာနဲ့ဝိုင်းပြီးတော့တွဲပြီးတော့အဲ့ဒါကိုလည်းတင်ပေးပေါ့အဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေမှာပေါ့နော်နောက်မှတကယ်လို့စာရွက်စာတမ်းတွေကိုကမရှိဘူးလုံးမရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒါတွေကိုနောက်ပေါ့တကယ်လို့ဖြစ်တယ်ဆိုရင်အချိန်ပိုလုံးမိထားတယ်ဆိုလို့ရှိရင်လည်းနောက်ရောက်ရင်အချိန်ပိုမလုံးတော့ဘူးဆိုတဲ့လီယူရှော့ထဲမှာတွဲပြီးတော့အဲ့ဒါကိုလည်းရေးပေးပေါ့နော်အဲ့လိုမျိုးတင်ပေးဖို့လိုတယ်ပေါ့အခုနောက်ပိုင်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမေးလည်းများလာတယ်ပေါ့နော်ပြီးလို့ရှိရင်တကယ်တချို့ကြတော့လည်းဒီစာရွက်ကရောက်လာပြီးဘာလို့လောက်အောင်မသိဘူးပေါ့နော်ဘာလို့လောက်အောင်မသိတော့မတင်မဲနဲ့ဒီတိုင်းပြစ်ထားတာဖြစ်တယ်အဲ့တော့တကယ်မတင်ဘူးဆိုလို့ရှိရင်ဗီဇာနောက်ပိုင်းမရတော့တဲ့အဆင့်အထိကိုဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကိုလည်းဂရုစိုက်ဖို့လိုတယ်ပေါ့နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တတိပေးချင်တာဒီမီကိုဗီဇာနဲ့လုံးမဲ့သူတွေပေါ့နော်တစ်ပတ်ကို28နာရီပဲအလုပ်လုပ်ခွင့်ရှိတာပေါ့အကယ်၍28နာရီတည်းကြော်ပြီးတော့ကိုကအလုပ်လုပ်ထားမိမယ်ဆိုရင်စာရွက်တင်တဲ့အခါကြလို့ရှိရင်ပေါ့နော်စာရွက်စာတမ်းတွေတင်တဲ့အခါသူတို့ကတောင်းတဲ့အခါအမှန်တိုင်းဝန်ခံပြီးတော့ပေါ့နော်နောက်မလုပ်တော့ကြောင်းဂရီကိုအပြုတ်ပေါ့အကောင်းဆုံးနီးလန်းကတော့ဒီလိန်ညာမိတာတွေပါရဆိုလို့ရှိရင်တော့သူတို့ကခွင့်မလွတ်ဘူးပေါ့နော်ပုံမှန်ကိုကတတိချာရိုးသားနဲ့အဲ့ဒါကိုအကြောင်းစုံကိုတင်မယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဗီဇာကျတယ်ပေါ့နော်ဘာမှအဲ့လိုမျိုးကျလာလို့လည်းကြောက်စရာမလိုဘူးပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လီယူရှော့ရေးပုံရေးနည်းလေးပေါ့နော်အဲ့ဒါလေးကိုလည်းစာနဲ့တခြားရေးပြီးတော့အောက်မှာချထားပေးခဲ့မယ်ပေါ့နော်အဲ့ဒါလေးအတိုင်းလေးအကြမ်းမြင့်ပေါ့နော်အဲ့ဒါကို date တို့ဘာတို့ကိုနာမည်တို့တော့ကိုယ့်ကိုဖြည့်ပြီးတော့အဲ့လိုမျိုးလက်ရှိမှာကြုံနေရတယ်ဆိုလို့ရှိရင်လည်းသူတို့ကြလာတဲ့စာရွက် date မကြော်ခင်ကိုတင်ပေးဖို့အရေးကြီးပါတယ်ဟုတ်ကဲ့ပါလောလောဆယ်တော့ကျွန်တော်ဒီကိစ္စလေးပေါ့နော်တက်ပြီးတော့ပြောတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ